လူတော်များများဟာအလုပ်တစ်ခုကိုစတင်မှုဖြစ်ဖြစ်တီထွင်မှုတစ်ခုကိုလုပ်ဖို့ဖြစ်ဖြစ်စလုပ်ဖို့စိတ်ကူးလိုက်တိုင်းသူတို့ရဲ့ခေါင်းထဲမှာဖြစ်မှဖြစ်ပါမလားဖြစ်နိုင်ပါမလားဆိုတဲ့တန်တရားတွေဝင်လာတတ်ပါတယ်အဲဒီကနေမဖြစ်နိုင်ဘူးဆိုတဲ့ယုံကြည်စိတ်ဝင်လာတယ်ဒါပေမဲ့အောင်မြင်သူတွေရဲ့ခေါင်းထဲမှာအဲ့ဒီအတွေ့မျိုးမဝင်လာပဲဖြစ်နိုင်တယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်စိတ်ပဲရှိနေတယ်ဒါဟာအောင်မြင်သူတွေရဲ့မအောင်မြင်သူတွေနဲ့ကွာခြားတဲ့စိတ်ထားပဲဖြစ်ပါတယ်တကယ်လို့သင်ဟာမဖြစ်နိုင်ဘူးဆိုတဲ့စိတ်ထဲမှာတကယ်ယုံကြည်လိုက်ပြီဆိုရင်ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာတွေးမိပါရဲ့လားမဖြစ်နိုင်ဘူးဆိုတဲ့ယုံကြည်စိတ်ပေါ်လာပြီဆိုတာနဲ့မဖြစ်နိုင်တဲ့အကြောင်းပြချက်တွေစင်ကြေစင်လက်တွေသင်ခေါင်းထဲမှာတတိကြီးတန်းစီပေါ်လာပါလိမ့်မယ်အဲ့ဒါတွေကိုသင်စဉ်းစားလေလေအဲ့ဒီအကြောင်းပြချက်တွေစင်ကြေစင်လက်တွေကိုမှန်ကန်တယ်အကြောင်းခိုင်လုံတယ်လို့ထင်လာလေလေဖြစ်လာပါလိမ့်မယ်ဒီတော့ငါလုံးမဲ့အရာဒါမှမဟုတ်လုံးလက်စကိစ္စတွေဟာတကယ်ပဲမဖြစ်နိုင်ဘူးလို့စိတ်ထဲမှာလုံးဝယုံကြည်သွားမယ်ဆိုရင်သင်ဟာလှုပ်ချင်တဲ့အလုပ်ကိုစမလို့ဖြစ်တော့ပါဘူးဒါမှမဟုတ်အလုပ်စလုပ်ရင်လည်းတစ်ချိန်နှစ်ချိန်လောက်ပဲကြိုးစားပြီးလက်လျှော့ရက်ပြစ်လိုက်ပါလိမ့်မယ်ဒါကြောင့်မဖြစ်နိုင်ဘူးဆိုတဲ့အတွေးဟာအောင်မြင်ခြင်းစိတ်ရှိသူတွေအတွက်အင်မတန်ကြီးမားတဲ့စိုးကျိုးကိုပေးပါလိမ့်မယ်